မြတ်စွာဘုရားတတော်82နှစ်ကျော်မှာဒီရေခင်းစာပေါ်နော်ဘာဖြစ်လို့ဒိတ်ကိုပြောနိုင်တာတော့ဆိုထေဝဒနန်းတက်တာမြတ်စွာဘုရားပြိဋိဘံမဆန်ခင်8နှစ်အလိုမှာနန်းတက်တယ်ဆိုတော့ဘုရား82နှစ်ပေါ့ဒီလိုတွက်လို့ရတာပေါ့နော်မြတ်စွာဘုရားတတော်82နှစ်ပဲအဲ့ဒီချိန်မှာသူနန်းရတာအဲ့ဒါလို့နဲ့သူ့ယုံကြည်ကိုးကွယ်တဲ့အဇာတတမင်းကနန်းစည်းစိမ်ရလိုက်ပြန်တယ်ပေါ့နော်ဘုရင်ဖြစ်သွားတယ်အဲ့ဒါလို့ဘုရင်ဖြစ်ပြီဆိုတဲ့အခါမှာဖះကိုလောက်ကြံတပ်ဖြတ်ဖို့ဆိုပြီးတော့ဒေဝရတ်ကလက်ဖြောက်လေးသမားတွေကိုတောင်းလိုက်တယ်30နဲ့တယောက်30နဲ့2ယောက်တောင်းလိုက်တယ်ဖះတတ်ဖို့ဆိုပြီးတော့လူသားသမားတွေလက်ဖြောင်းလေးသမားတွေကိုတောင်းခုခေတ်ဆိုရင်တော့တနတ်ပေါ့နော်လက်ဖြောင်းတပ်သားတွေတောင်းလိုက်တာဘုရင်ကြီးကလည်းအမိန့်ချလိုက်တယ်ဇာတတဘုရင်ကအမိန့်ချလိုက်တယ်ကဲမင်းတို့ရှင်ဒေဝရတ်စီသွားသူခိုင်းတဲ့အတိုင်းလုပ်ကြဆိုမိန့်ပေးတယ်ရှင်ဒေဝရတ်ကရှုပ်ဝက်ထားတဲ့ဓာတ်လေးသူစီကိုလက်ဖြောင်းလေးသမားတွေရောက်လာကြတယ်လက်ဖြောင်းလေးသမားတွေရောက်လာတဲ့အခါကျတော့တယောက်နဲ့တယောက်မသိစေအောင်သူကပထမဆုံးလက်ဖြောင်းလေးသမားတယောက်ကိုမင်းဒီလမ်းကသွားနာစကြိုမြို့ခေစုကုတ်တောင်ချေမှာယဟန်ဂေါရမသတင်းသုံးနေတာရှိတယ်အဲ့ဒါသွားပြီးတော့မင်းလေးနဲ့ပြစ်ရဟန်းဂေါရမကိုလောက်ကြံတပ်ဖြတ်ရမယ်ဆိုလေးသမားလွတ်လိုက်တယ်လွတ်ပြီးတဲ့အခါကျတော့အမှုမပေါ်အောင်နှုတ်ပိတ်တာဘယ်လိုလုပ်တုံဆိုတော့မင်းရဟန်းဂေါရမကိုပြစ်တတ်ပြီးဘယ်လမ်းကလာခဲ့ဆိုလမ်းမှာပေးလိုက်တယ်အဲ့ဒီလမ်းကပြန်ခဲ့တေချာမှားတာနော်မင်းဘယ်လမ်းကသွားပြန်လာရင်ဘယ်လမ်းကလာခဲ့လုတ်ပြီးရင်ဘယ်လမ်းကလာခဲ့အဲ့ဒီသူလာမဲ့လမ်းကိုလေးသမား2ယောက်အဆောင်ချထားတယ်တိတ်ပုံဆောင်ချတာအေးဟိုကောင်တယောက်လာလိမ့်မယ်မင်းတို့ပြစ်မလွတ်စေနဲ့ဒီကောင်တယောက်နဲ့2ယောက်ဆိုတော့တေးကြအောင်လောက်တာနော်2ယောက်အဲ့ဒီ2ယောက်ကိုလည်းပဲအဲ့ဒီကောင်ကိုတတ်ပြီးရင်မင်းတို့ဒီလမ်းဘယ်လမ်းကပြန်ခဲ့ဆိုပြီးတော့တေးချမှားတာလမ်းနေအဲ့ဒီလမ်းမှာ4ယောက်ချထားတယ်ဟို2ယောက်ကိုပြစ်တတ်ဖို့4ယောက်ချထားတယ်တခါအဲ့ဒီ4ယောက်ကိုလည်းပဲဘယ်လမ်းကပြန်ခဲ့လို့ဆိုပြီးတော့လမ်းတွေမှားထားပြီးတော့10ယောက်ချတာအဲ့ဒီ10ယောက်ကတပ်ပြီးရင်မင်းတို့ဘယ်လမ်းကပြန်ခဲ့ဆိုတော့10ယောက်ကပြန်လာမဲ့လမ်းကိုတော့16ယောက်ချတာကဲလေးသမားတွေအများကြီးပဲ30ကျော်ချတာအဲ့ဒါအမှုမပေါ်အောင်လုပ်တာလေဘလောက်ညံကောင်းတော့စဉ်းစားကြည့်ရှုအမှုမပေါ်ဘယ်သူတတ်တယ်မှမသိအောင်အမှုမပေါ်အောင်လုပ်တယ်အဲ့လိုစီမံပြီးတော့သူလည်းမင်းသားဆိုတော့လှုပ်တတ်မှာပဲဒါတွေကနော်ကလိန်ကကြစ်တွေလှုပ်တတ်တာအဲ့တော့သူစီမံချက်အတိုင်းလေးသမားတယောက်ကသွားရောဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားထိုင်နေတာတွေ့တယ်တပါးတယ်မြတ်စွာဘုရားလည်းမြင်လိုက်ရောဒုတုံနေတယ်သူ